တူရကီရထားတဲ့လက်ဆောင်ကျေပွင့်2ပွင့်တူရကီကတော့2026ကမ္ဘာဖလားပြိုင်ပွဲမှာပေါင်ဝင်ရအောင်မျှော်လင့်ချက်ရှိနေပါတယ်ဒီမျှော်လင့်ချက်တွေကိုအကောင်းဆုံးထွန်းညှိပေးနေသူတွေကတော့အသင်းရဲ့အတောက်ပါဆုံးကျေပွင့်2ပွင့်ဖြစ်တဲ့အတာကူလာနဲ့ကီယန်ယေဒီစ်တို့ပါပဲမင်းညကရှင်မြိုင်ခဲ့တဲ့ဘူဂေးလီးယားနဲ့တူရကီတို့ရဲ့ပွဲစဉ်မှာအတာကူလာကတကိုးသွင်း2ဂိုးဖန်တီးခဲ့ပြီးယေဒီစ်က2ဂိုးသွင်းခဲ့ပါတယ်သူတို့နှစ်ယောက်လုံးကကလပ်အတွင်းတွေမှာလည်းအကောင်းဆုံးခြေစွမ်းတွေပြသနေတာပါအတာကူလာကဒီယာတီဇာဘီအလွန်ဆွဲလက်အောင်မှာပုံမှန်ပွဲထွက်ခွင့်ရနေပြီးရီယယ်မက်ဒရစ်ရဲ့မရှိမဖြစ်ကစားသမားတစ်ယောက်အဖြစ်တောက်ပနေပါပြီယေဒီစ်ကလည်းပြီးခဲ့တဲ့ရာသီမှာဂျူဗန်တက်စ်နဲ့အတူစတင်တောက်ပခဲ့ပြီးဒီရာသီမှာလည်း12ပွဲကစား9ဂိုးသွင်း9ဂိုးဖန်တီးထားပြီးအတော်လေးတာထွက်ကောင်းနေပါတယ်နှစ်ယောက်လုံးကအသက်20အရွယ်ကစားသမားတွေဖြစ်ပြီးအတောက်ပေါဆုံးအနာဂတ်တွေကိုပိုင်ဆိုင်ထားသူတွေပါတူရကီကဂုဏ်စရာကောင်းတဲ့ဘောလုံးကျယ်ဝန်း2ပွင့်ကိုလက်ဆောင်ရထားတယ်လို့ပဲဆိုရပါမယ်ကမ္ဘာဖလားပြိုင်ပွဲနဲ့ဝေးကွန်နေတာကြာပြီဖြစ်တဲ့တူရကီကိုအတာကူလာနဲ့ကီယန်ယေတီစ်တို့ကအကောင်းဆုံးထမ်းတင်ပြီးဝေါ်ကပ်2026စီပို့ဆောင်ပေးမလားဆိုတာတော့စောင့်ကြည့်ရပါဦးမယ်။ကဲအားလုံးပဲရှင်လန်းချက်မြသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Movie မှာစုမကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။